စားကြည့်ပါကိုနေနဲ့လုပ်ငန်းတစ်ခုကိုဥဆောင်လာပြီးဆိုရင်ဝန်ထမ်းပြဿနာရောင်းဝါးပြဿနာငွေကြေးပြဿနာတွေကိုကြုံလာမှာပါဒီပြဿနာကိုကိုကအမျှော်မြင်ရှိရဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ပြီးပညာတတ်ပပန်နဲ့အဖြေရှာခြင်းနဲ့ဆိုရင်တော့လုပ်ငန်းအကြောင်းကိုအပေါ်ယံမဲ့သိနေလို့မရတော့ပါဘူးလုပ်ငန်းစီမံခန့်ခွဲမှုပညာရေးဖြစ်တဲ့ business management ကိုကြွကျစ်ဖို့လည်းလိုလာပါပြီဒါကြောင့်စီမံခန့်ခွဲမှုကိုအခုမှစတင်လေ့လာချင်တာပဲဖြစ်ဖြစ်အလုပ်တစ်ဖက်နဲ့လေ့လာပြီးတော့ချက်ချင်းအသုံးချချင်တာပဲဖြစ်ဖြစ် CTO Oxford College UK ကနေပြီးတော့ဓာတ်ရိုက်ပေးရမယ့် Munich ရဲ့ Diploma in Business Program လေးရှိနေပါပြီယခု DBM program လေးကိုတော့အချိန်3လပေးအောင်နဲ့လုပ်ငန်းစီမံမှုဘာသာရပ်6ခုကို diploma တစ်ခုထဲမှာလေ့လာနိုင်မှာပါသင်ကြားရမယ့်ဘာသာရပ်6ခုကတော့စီးပွားရေးလူမှုရေးနည်းပညာနဲ့တက်ရောက်မှုတွေကိုအဖြေရှာဖို့အတွက် business environment လူအမျိုးမျိုးစိတ်ထွေတွေကိုဦးဆောင်နိုင်ဖို့အတွက် organization behavior ရဲ့ဈေးကွက်မှာအခိုင်အမာရယူနိုင်ဖို့အတွက် marketing ငွေကြေးစီးဆင်းမှုကိုစီမံနိုင်ဖို့အတွက် accounting and finance ဝန်ထမ်းကောင်းတွေကိုရှာဖွေပြောင်းထောင်နိုင်ဖို့အတွက် human resource management နဲ့ရောင်းလိုအောင်ဝယ်လိုအားသဘောတရားကိုနားလည်နိုင်ဖို့အတွက် economic လို့ပဲဖြစ်ပါတယ်ယခု DBM program လေးကိုတော့တက်ဆင်အင်ဖာဗုဒ္ဓကိုညနေ6နာရီကနေ9နာရီထိရုံးချိန်လိုသင်ကြားပေးတော့ဖြစ်ပြီးတော့တရားရဂိုင်တော့ online ကနေတက်ရောက်နိုင်ပါပါဒါအပြင်စာမွေးဖြည့်ဆိုစရာမလိုဘဲနဲ့ assignment စနစ်နဲ့သာသွားတာဖြစ်လို့ working professional တွေအတွက်လည်းအထူးသင့်တော်တဲ့ UK diploma program လေးဖြစ်ပါတယ်တကယ်လို့ကိုယ့်ရဲ့အလုပ်ကိုင်တိုးတက်ရေးအတွက် DBM program လေးကိုစိတ်ဝင်စားရဲဆိုရင်တော့ယခုပဲ Pay Messenger မှာ DBM လို့ပေးပို့ပြီးတော့ဆက်သွယ်ဆောင်သက်နိုင်ပြီဖြစ်ပါရဲ့ရှင်အခုလိုကြည့်ပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်